ဖြစ်လို့ဒီထဲမှာစိန်ရွှေရတနာတွေထည့်ပြီးတော့ထပနာရာလေထပနာရာဆိုတာထိသွင်းထားဘာလို့ထပနာရာလဲလို့မေးလို့ရှိရင်ဖြေတတ်ဖို့လိုအပ်တယ်ပေါ့မေးလာလိုက်မယ်ကိုယ့်အကိုလည်းပဲဘာအဓိပ္ပာယ်ရှိတယ်လဲအေးဘုရားကိုလှူတာပဲဆိုတဲ့အဓိပ္ပာယ်အပြင်ဘာအဓိပ္ပာယ်ရှိတယ်လဲနော်ဘုရားကိုလှူတာဒီပြန်နဲ့လည်းလှူလို့ရဘာအကျိုးရှိကိုယ့်ရဲ့ယရနာတွေတန်ဖိုးရှိတဲ့ယရနာတွေကိုမြုပ်ပစ်လိုက်တာဘာအကျိုးရှိဒီလိုမေးစရာတွေဖြစ်လာဒီရွယ်ချက်အစစ်ကိုနားလဲသဘောပေါက်ဖို့လိုအပ်တယ်။အဲ့ဒီမဲ့ဌာပနာပစ္စည်းယရနာတွေထည့်သွင်းတယ်ဆိုတာဘုရားဘာသာဝင်နေအနေနဲ့တစ်ဖက်ကမေးလာလို့ရှိရင်ဖြေစရာကဘာလို့ဆိုမြတ်စွာဘုရားရဲ့တတ်တော်မူတော်တွေကိုစုပြီးတော့စေတီတော်ရှိသမျှကနေပြီးတော့ရှင်မာကတ္တဝတို့ကအဇာတတမင်းနဲ့တိုင်ပင်ပြီးတော့ဓာတုနိဒာနဆိုဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲ့ဓာတ်တော်တွေစုပြီးတော့ထားတဲ့ထဲမှာတန်ဖိုးကြီးမားလာတဲ့ဗရမ ्या တတုံးကိုထည့်တာဥသောထည့်ထားပြီးတော့စာရန်ကဘာရေးထားလို့ဆိုလို့ရှိရင်နောင်ခါကာလမှာတဲ့ဒီစေတိယနိဒာနဓာတုနိဒာနအဆောက်အဦဂျိုရင်းပျက်စီးခဲ့လို့ရှိရင်ဆင်းရဲနွမ်းပါတဲ့ပုဂ္ဂိုလ်တွေဘယင်တွေဟောဒီဗရမ ्या ယရနာကိုရောင်းချပြီးတော့ဒီဓာတ်တော်ကြီးကိုပြန်ပြီး